Manchester United ပြည်သက်များလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ပတ်ကျွန်တော်တို့ Manchester United အသင်းကအိမ်ကွင်းမှာ Newcastle ကိုလက်ခံကစားရမယ်ဒီပွဲကကျွန်တော်တို့တောက်ကြနေညပေါ့လေစနေနေ့မနက်4 နာရီထားကြည့်ရမှာဒါကျွန်တော်မလေးရှားရဲ့စံတော်ချိန်ပြောတာเนาะအဲ့တော့ကျွန်တော်တို့ Manchester United အသင်းကထပ်ပြီးတော့ဒါအစောကြီးဒါညနေပွဲတစ်ပွဲကန်ရမယ်ပေါ့လေအဲ့တော့ဒီပွဲလေးကိုကျွန်တော်နဲ့အတူနည်းလဲရှင်းကကြည့်ကြမယ်ကျွန်တော်တို့ Manchester United အသင်းတော်တော်လေးဒီအခုဒါဒီတပတ်တော်တော်လေးကိုတိုင်ပတ်တယ်ဒီလထဲမှာကျွန်တော်တို့တော်တော်လေးတိုင်ပတ်တယ်ကျွန်တော်တို့တော်တော်လေးအခက်အခဲတွေကြုံနေရတယ်ဒဏ်ရာရကစားသမားတွေလည်းအများကြီးเนาะအမိုရီရဲ့ 5 ကစားသမားတွေလည်းအများကြီးဒါ National League တော့ကန်နေရတယ်အသင်းမှာရှိတဲ့လူလေးတွေနဲ့ဒါထုတ်သုံးပြီးတော့အမိုရီကဘလူတွေဒါအကောင်းဆုံးပြင်ဆင်မလဲဆိုတာကိုဒါကျွန်တော်နဲ့အလိုလိုစောင့်ကြည့်ကြမှာပေါ့လေအဲ့တော့ပွဲစဉ်ရဲ့အနေထားကိုတကယ်ရှင်းပြကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်ကပြိုင်ဘက်အသင်းကိုဒါအနေထားကိုရှင်းပြကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ဘက်အသင်းဖြစ်တဲ့ Newcastle က Premier League ပွဲစဉ်18ပွဲအပြီးမှာသူတို့ကအဲ့တော့6ပွဲနိုင်5ပွဲတည်6ပွဲရှုံးရမက်က23မှတ်သူတို့ကဒါနည်းနည်းလေး Newcastle လည်းရုန်းကန်နေရတယ်လို့ပြောလို့ရဒါပေမဲ့သူတို့မှာကောင်းတဲ့အနေထားကောင်းတဲ့ system တစ်ခုရှိတယ်เนาะသူတို့မှာကောင်းတဲ့ကစားသမားတွေလည်းအများကြီးရှိသေးတယ်ကျွန်တော်တို့ Manchester United လောက်ဒါအခြေအနေမဆိုးသေးဘူးเนาะလူစီရဲ့အနေထားရှင်းကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်ကကျွန်တော်တို့ Manchester United အသင်းကတော့ Premier League ပွဲစဉ်18ပွဲအပြီးမှာ9ပွဲနိုင်ကျွန်တော်တို့5ပွဲတည်5ပွဲရှုံးရမက်က26မှတ်အဲ့တော့ဒီအနေထားတွေစုံကြတယ်ပေါ့လေမနေ့ကဒါ Newcastle ကိုကန်ခဲ့တဲ့2ကြော်လုံးနီးပြ Ruben Amorim ရင်ဆိုင်ခဲ့တဲ့2ကြော်လုံးကျွန်တော်ပြောတာနီးပြ Ruben Amorim ရင်ဆိုင်ခဲ့တဲ့2ကြော်လုံးကိုပဲပြောတာเนาะခုအရင်တုန်းကဘဝေတင်နေတယ်မပါဘူးအဲ့တော့ဒီ2ကြော်လုံးမှာကျွန်တော်တို့ Newcastle ကွင်းမှာကန်တော့က 4-1 နဲ့ရှုံးပြီးတော့အိမ်ကွင်းမှာမိုင်ကွင်းမှာလာကန်တို့က Z2 နဲ့ Newcastle ကိုရှုံးလာတယ်2ကြော်သလုံးရှုံးလာတယ်အဲ့တော့ကျွန်တော်တို့နီးပြ Ruben Amorim ကဒီ Newcastle ကိုဒါသူ့ရဲ့ 5 ကစားသမားတွေအများကြီးဆုံးရှုံးထားတယ်ပေါ့လေဒါသူ့ရဲ့ဒါ favorite ကစားသမားတော်တော်များများကိုဆုံးရှုံးထားတဲ့အနေထားမှာဘလိုတွေ Newcastle ကိုဘလိုတွေပွဲထုတ်ပြီးတော့ဘလိုတွေပွဲစဉ်ဘလိုတွေအကောင်းဆုံးနဲ့ပြင်ဆင်ပြီးဘလိုတွေပွဲထုတ်လာမလဲလူစည်းရင်းတွေဘလိုတွေခင်းချင်းလာမလဲဆိုတာကိုတော့ဒါပြည်သက်တင်နဲ့အတူတူစောင့်ကြည့်ကြမယ်ပေါ့ဒါတေးကြတဲ့လောက်ကတော့အဲဓာလော့နဲ့ဒေါ်ကူဟိုဘက်ရှန်နဲ့ဒီဘက်ရှန်ပြီးတော့ဒီအရင်ပြီးခဲ့တဲ့ပွဲစဉ်တုန်းကအတိုင်းပဲလာမှာတော့ဒီပွဲမှာကက်စမီရိုကြီးကပြန်ပါနိုင်တော့မှာကက်စမီရိုကြီးတယောက်ဘလို့ကက်စမီရိုနဲ့မန်နျူဦးကတက်နဲ့တွေ့မလားနော်ဒါပဲရှိတယ်အဖေကဒါပဲရှိတယ်ဗက်တမင်ချက်စကိုတိုက်စစ်ကိုဥဆောင်ပြီးတော့ဒါပဲရှိတယ်အဲ့တော့နီးပြရိုဘေအမိုရီကတော့ဘလို့တွေပွဲထုတ်လာမလဲပေါ့လေဒါအတူတူကျွန်တော်တို့ဒါစနေနေ့မနက်4 နာရီမှာဒါစောစီးထားကြည့်ကြမယ်အားလုံးအားပေးကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပြည်သက်များကိုယ်စားနဲ့ပြကြမှာချမ်းသာကြပါ